မနေ့ရောက်ပြီပဲထားလာရုံပဲဒီနေ့ကဘယ်နဲ့ရနေလဲဟာဒီနေ့ကပွဲစီတော်လေတို့ရတယ်နေ့ပဲဒီနေ့ပွဲစီတန်းရှိရလေဆိုကဒီနေ့ပွဲစီတော်လေမှာဆိုတော့ဒါမဲ့လေမနေ့တငယ်ချင်းတို့ပြောတာပဲရေစောအိမ်တော်လာဒီနေ့ရေးချိုးရမှာဆိုရေးထွားချိုးလာဒါမဲ့ငါမနေ့ရတော့ငါလည်းချင်းတို့စားဖို့ထားပဲတို့လည်းတိလောက်မှာပါလိကဲရေးချိုးဖို့တော့ဝတ်စားလိုက်မယ်ခဏလေးတော့တိုက်လိုက်ဆိုကတွားလိုက်တိုက်ပြီးဆိုတော့အဝဲကရှော့စရာမရှိဆိုရေးတော့ချိုးလိုက်မယ်ကဲချိုးမယ်ကဲရေချိုးပြီးွားပြီဆိုတော့တွားလိုက်အောင်ဟာပွဲစီတော့မလဲခင်အခုစပင်တွားညံ့မှာဆိုတော့စပင်တိုင်းပဲချွားလိုက်တော့မယ်ဝက်စားလဲပြီဆိုတော့ပတ်စံအိတ်တွားယူပြီးတော့စပင်တွားညံ့လိုက်အောင်ကဲဆိုတော့ပတ်စံအိတ်တွားယူလိုက်အောင်မယ်စပင်ကတော့အရန်ရှိနေပြီဆိုတော့ဒီနေ့တော့ငါကြိုက်တဲ့ဆိုရဲကေလေးတွားညံ့မယ်ကဲစပင်ညက်ပြီးလဲကားလဲရအောင်ပါပဲဆိုကစပင်အရင်တွားညက်လိုက်မယ်ကဲဒီကနေခွေပြပဲတွားရမယ်ဆိုကစပင်အရင်တွားညက်ပါမယ်စပင်ဆိုင်ရဟိုနားကအိုးတက်ဖွင့်ထားတဲ့ဆိုင်မှာပဲတွားညက်လိုက်တော့ဟဲအရှာလူကလည်းကားလာနေမကြောက်လားမသိစိတ်ရတယ်ဟို sorry ဆိုင်မရောက်တော့ okay ကဲနောက်မှထိုးလိုက်မယ်ကဲနောက်မှထိုးလိုက်မယ်ဒါဆိုရင်ဖြစ်စပင်တွားညက်တော့မယ်အမရေညီမစပင်ရင်းချလို့ပါရှင်ညီမလေးထဲမှာထိုင်စားပြီးတော့မလာခဲ့ပါမယ်ဟုတ်ကဲ့ပါရှင်တွားထိုင်ဆောင်လိုက်ပါမယ်နော်ကဲဆိုကငါဒီမှာတွားထိုင်ဆောင်လိုက်လူအောင်မရှိဘူးပဲအစောပဲရှိတယ်ကဲနောက်မှထိုင်ဆောင်လိုက်မယ်ဘာကလေးညံ့လဲကြည့်လိုက်မယ်အမညီမတို့ကလေးညက်ပေးနော်မဟုတ်ကဲ့ပါကဲညီမလေးပြောထားတဲ့ကလေးရပြီစင်ပြေရနော်ညီမလေးဟုတ်အမကျေးဇူးပါနော်ညီမလွယ်ပြီးပါရင်နော်ဟုတ်ပြီညီမလေးဒီစိုက်ပြောင်းနော်ကဲဆိုကငါကားလဲကားတော့ဖြစ်ကုန်ပြီစပင်အောင်ညက်ပြီးဆိုကားတော့လဲအောင်ဒါပေမဲ့ငါမနေ့စမစားရဆိုရင်စောမနေ့စားတော့စားပါမယ်ဆိုကအလီနာမနေ့စားစားပြီးမှကားတော့လဲပါမယ်မနေ့စားတော့ချဲဝီခစ်မှာပဲတော့စားလိုက်တော့ပါမယ်ကဲရှာလူကလည်းဟွန်းတီးနေရအောင်ဆိုကမနေ့စားတော့စားပြီးမှငါကားတော့လဲလိုက်တော့မယ်ဒီမှာဝင်စားလိုက်မယ်လေကဲဒီမှာဝင်စားလိုက်မယ်ကားလေးရက်ပြီးဆိုငါအပြင်မှာပဲထိုင်စားလိုက်တော့မယ်အထဲမှာကျတော့နည်းနည်းပူလို့ဒီမှာပဲထိုင်စားလိုက်မယ်ကဲဒီနေ့အတွက်ဟင်းကတော့အသားလေးနဲ့ချမင်းလေးနဲ့ပေါ့ကဲစားပြီးပြီဆိုတော့ကအရန်လေးစားကောင်းတယ်ကဲအခုတော့ငါကားတွားလဲရတော့မယ်ဘူကင်ချိတ်ထားတဲ့ကားမြန်တွားလဲဦးမကဲဒီဘက်ကတော့တူကလည်းတွေ့ပြန်ပြီခုနကလည်းမဖဲဘူးအခုလည်းမဖဲဘူးကဲဆိုကားတွားလဲပါမယ်ဟိုမှာလူတယောက်ရဲ့ဒီလူကဘာလဲဟာစိတ်ညစ်တယ်ဆိုဒီမှာကားသွားလဲရပါမယ်ပြီးတော့ငါဂျက်စပါစီသွားလိုက်မယ်ဂျက်စပါလာဖြစ်ကုန်ပြီမိတော်မိကိုတကယ်ချင်းနေများပြီးတော့မတ်လို့ပြောတာဂျက်စပါဖြစ်သွားရောက်ပြီဆိုတော့ကားဒီမှာထားလိုက်မယ်ထားပါတော့အခုမနေ့ကညီမဘူကင်စိတ်ထားတဲ့တယောက်ပါအဲ့ဒီညာဆိုတဲ့တယောက်ပါညီမလေးညီမမှာထားတာဒီကားနော်ဟုတ်ပြီလားဟိုရှာညီမကဟုတ်တယ်နော်ဟုတ်ပါရှင်ဒါဆိုညီမမောင်းသွားလိုက်ပြီနော်ကျေးဇူးပါပဲရှင်ကဲမနေ့ကဒုက္ခပဲကားလေကစမောင်းတာမလို့အမတင်ကတော့မမောင်းတတ်တော့ဒိုမန်ဒီဆိုင်ရလူတွေမလေးဆိုင်ရလူတွေကိုထောက်ခိုင်းပါတယ်ကဲခုကတော့ငါအိမ်ပြန်တော့မယ်အိမ်ပြန်မိငါဟိုတော်မဲ့အိမ်သွားရအောင်မကဲစုကအိမ်ပြန်တွေ့ပြန်ပြီဒီကောင်မလည်းသူ့ကိုလည်းနေရာတိုင်းမှာတွေ့နေရကဲစုကအိမ်မှာကားတော့ထားပြီးတော့sorry ပါတောင်းမှမှာဟဲ့ကကားစုပ်ပြတ်နေပြီဟဲ့ကဲကားထားပြီးတော့ငါတော်မအိမ်သွားရမယ်ကဲကားစုပ်ပြတ်နေပြီအင်းစောဝက်စာတော့လဲရမယ် office လေးပါလေးတော့လဲလိုက်အင်ကြီးကိုပေါ့ပဲဝတ်လိုက်မယ်ဘာလို့လဲဆိုဒီညလေးပဲ drama ဆိုတော့ကဲပစိန်ထားလိုက်မယ်ဆိုကပတ်စံအိတ်ထားပြရဆိုတော့အင်ကြီးတော့လဲလိုက်ဘာလို့ဝင်ကောင်းမလဲဆိုခေါင်းဝင်လေးပဲဝတ်လိုက်မယ်ကဲပြီးတော့ဟိုကောက်အိမ်တွားလိုက်မယ်တူရောရှိလားမသိဘူးဟာပြင်းလိုက်တော့ကွာဖုန်းလေးတွားထိုင်ကြည့်လိုက်မယ်ဆိုတော့ဒီတော့မှပဲကြည့်ရတော့မယ်ဒီတွားကြည့်မယ်ဟာရီရလိုက်တာကဲတခုတော့ငါတွားမဲ့အိမ်တွားလဲလိုက်မယ်သူပဲတွားကြရှိလဲမြင်ငါပြင်းနေရဆိုသူ့အိမ်တွားလဲလိုက်မယ်ဟဲ့မှာတူလားမသိဟဲ့တွားမဲ့ဟဲ့နေရှိလားငါဝင်ခဲ့မယ်နော်ရုပ်ပြီးဝင်ခဲ့အမလီဖုန်းမဲ့တရားကြည့်နေစိတ်ကညစ်တွားလိုက်မယ်ဟဲ့ငါနေအိမ်လာလဲတာဝိုးယူထော်ယူငါကတော့အပြင်တော့မှာဘယ်ဝမ်းမှာလဲငါကခဏကြာငါအဖိုးချန်ထဲမှာစိတ်တွားယူပြီးတော့ငါအမျိုးအိမ်တော့ပြရမှာအဲ့တော့ညို့အချိုးပြောပြီးမယ်အေးဟုတ်လားဟဲ့
အေးငါလည်းလိုက်မယ်လေငါပြင်းနေရတယ်တော့ပဲဟုတ်လားနေလိုက်မှလားငါကားလဲရအောင်ပါကားလဲရမှာပြီးဟိုတော့အောင်ပါဟုတ်လားငါလိုက်မယ်လေဟုတ်ပြီငါတော့မှဒီနေ့ကားလဲခဲ့တယ်ဟုတ်လားအမငါအချိုးယူခဲ့ပြီအချိုးလေးတောက်လိုက်တော့လီမိုဖြိုကြီးလေအေးကျေးဇူးပါတန်ငယ်စင်လိုက်မယ်နော်အဲ့ဆိုငါအိမ်မှာအင်စတာလဲလိုက်တော့လဲလိုက်ငါလဲတော့လဲမှာဟဲ့မိုးရောင်မနေနဲ့အုပ်နေတယ်လို့ပဲနော်ရွာတော့မဲ့ပုံပဲအေးပါဟဲ့အဲ့ဆိုငါခဏအင်စီပြေးလဲလိုက်မယ်အေးဟုတ်ပြီတော်ငါနေ့လိုက်ကြပိတ်ပေးလိုက်မယ်နော်ဟဲ့အေးကျေးဇူးပဲအေးပိတ်လိုက်မယ်နေကပိတ်မှာမဟုတ်ငါပိတ်ပေးလိုက်မယ်နော်တခါတည်းအေးဟုတ်ပြီကျေးဇူးပဲတကယ်ချင်းအေးရပါတယ်ကဲဟဲ့ငါပိတ်ပေးလိုက်ပြီနော်ဒီမှာအဲ့ဆိုငါ LG တွားလိုက်မယ်ကြာလားအေးဟုတ်ပြီငါလဲလိုက်မယ်အေးတွားရမယ်sorry ဟာနေရလဲဟဲ့ဒီအယ်လီနာမကလည်းပြတိပြရနဲ့ဘာတွေလုပ်နေမလဲအိတ်ကတော့မကြီးတော့ထားခဲ့လိုက်ပဲပတ်စံလေးကတော့1000ကျန်တာယူသွားလိုက်တော့မယ်ကဲလိုက်ကပိတ်လိုက်ပြီးဆိုတော့အင်ကြီးလဲလိုက်မယ်ကဲအင်ကြီးတွားလဲလိုက်ပါအောင်မယ်လေကဲတွားလဲလိုက်မယ်ဟာဟိုတယောက်မလာသေးဘူးလားမသိကွာလာရီပြင်လာလားမသိဟာမိုးတွေရွာတော့မှာပဲကွာ what the fuck ကားနဲ့တော့အောင်မယ်ကား၄ရောက်မှာဆိုကဲတွားတော့မယ်မိုးရွာတော့မှာဆိုဒါလေးဝတ်ထားလိုက်မယ်အိတ်ကတော့မနေ့ကအိတ်လီနဲ့ထီးနေသွားလိုက်မယ်ဟဲမိုးရီယောက်ကြလာပြီကွယ်မြန်သွားမှတော့ပြီးပြီလားမသိဟိုတော့ပြီးပြီဟဲစောင့်နေကြဝါးရလားမြန်လာမိုးရွာနေပြီငါကားလေးရောက်အေးပါဟဲသွားမယ်ကဲတော့ဒီမနေ့ဆောက်စားပြီလားအေးငါခုနကမှချယ်ရီခစ်မှာထရင်းနဲ့ဟိုနဲ့တော့စားတာဟုတ်လားငါဖိုးလို့ချက်မှာလဲစားလို့ရတယ်လေဟုတ်လားမတည့်ဘူးလေအိုးအေးပါဟဲခဏညုံတော့ငါဖိုးလို့ချက်ရင်သွားလိုက်ဟဲ့နေပြောတော့ကားသွားလဲမှာဆိုငါအရင်တော့အောင်မလားမသိဟဲဟိုစတော့ခဏနေအောင်ဒီဒါနေ့အဖိုးချန်သွားရလမ်းဟုတ်လို့လားအိုးဟိုးဟုတ်တာပဲငါလမ်းမပြီးသွားနေအောင်sorry ခဏငါကားလဲရမှာဆိုပြန်ကိုရမယ်ကဲဒီမှာရောက်ပြီအော်ဟိုကနေကားလားဟုတ်တယ်ငါလည်းမနေ့ကမှလာလဲထားခဏလေးနော်အကိုကျွန်တော်မနေ့ကကားလဲမယ်လို့ booking ချိတ်ထားတယ်ကျွန်တော်ပါဟိုအနီအောင်ကားလေးတော့ဟုတ်တယ်ဗျကဲလာတက်ဟဲ့ညရတယ်နော်ငါပြောလို့မဟုတ်လို့ရှိရင်နေမိနေမှာတနေ့နေ့အဖိုးချန်ဒီသွားနေကြအောင်ဘာကိစ္စနဲ့လမ်းမိဟာမဟုတ်ဘူးကငါမသွားဘယ်နေ့နှစ်လောက်တော့ရှိနေအခုမှငါအဖိုးကဖုန်းဆက်လို့ငါသွားတာဟဲ့နေ့အဖိုးကတယောက်ထဲသွားအောင်မဟုတ်ဘူးလေငါအဖိုးကမရှိဘူးချက်မှဘူးမှမရှိလို့ဟုတ်လားအေးပါဟဲ့တော်အေးဒါလားဟုတ်တယ်တော်ကဲရောက်ပြီဆိုငါတို့တစ်ခုတော့စားမယ်နေကြိုက်တာစားနော်အေးပါဟဲ့ဟုတ်ပါပြီကဲဒီမှာထိုင်စားရမယ်ကဲငါတော့ဒီမှာပဲစားလိုက်တော့မယ်လီနှုတ်ပဲတက်လိုက်တော့မယ်ဟုတ်ပြီဒီရှစ်စကိတ်လေးလည်းစားကောင်းတယ်ဒီလားကဲနေစားမှဆိုစားနေငါသွားယူလိုက်ရမယ်အကောင်လေးဟွာစိတ်ယူရမှာပဲစိတ်ကဲဒီစိတ်လားမသိဘူးဒီစိတ်ဆိုခေါ်သွားလိုက်မယ်ဒီစိတ်ကတမျိုးပါအော်နေလဲမသိဘူးအဖိုးကလည်းကွက်တီလဲသနာပါတယ်အကုန်ကြိုက်ထားခဲ့တယ်ကွာကဲဟဲ့ငါရောက်ပြီဒီမှာခဏနားအောင်လားမိုးရရန်တဲနေရဆိုဟုတ်ပြီနားလိုက်မယ်ငါဒီမှာနားရုံကုန်တယ်ဥပါဟဲ့အဲ့ဆိုငါတို့ခဏလောက်စောင့်လိုက်မယ်လीနော်ဟုတ်ပြီညနေရောက်တော့အခါကဲငါတို့လည်းအိမ်ပြန်ရောက်လာပြီဆိုနေတဲ့ဥစ္စာတလဲမှာဆိုသွားလဲလိုက်ညချလို့ရှိရင်ငါတို့ပွဲစည်းတော့အောင်မိုးလဲတိတ်တော့မှာဆိုအေးပါဟဲ့အဲ့ဆိုငါလည်းတွားလိုက်မယ်နော်ခုစိုက်တော့ဟဲ့ဘာလဲဟာနိဖုန်းပြီးတော့လားဟုတ်တော့ပြီကျေးဇူးပဲမလင်ငါမိကဲဝစ်စာလဲမယ်ကဲဝစ်စာတော့လဲလိုက်ပါဦးမယ်ဝစ်စာလေးဒါလေးပဲဝတ်လိုက်တော့ပဲကဲတွားမယ်တူကလည်းဘလာတူလားမသိဒီနေ့လမ်းလျှောက်တော့မှနေမအောင်မဆောက်ဟဲ့လမ်းလျှောက်တော့မှမလားလမ်းလျှောက်တော့မှနီးလေးပဲကဲတွားမယ်လीကဲတော့မယ်ဟာပွဲစည်းတော့ရောက်လာပြီတော်မိုက်တယ်မိုက်တယ်ကွာဒါမှပွဲစည်းနေတူကွာဟဲ့လူရတိတ်မများတယ်စော်ရရှိတယ်ခုမှ9နာရီပွဲစည်းက9နာရီ10နာရီမှစတာဟုတ်တာပဲဟဲ့အတော်ဘူးစီစမ်းအကိုအတော်ဘူးစီတစ်ခုလောက်နော်ဟဲ့ငါခဲအောင်စားမှာရောအမနေစားလိုက်တော့ငါအတော်ဘူးစီမစားတခြားပဲစားလိုက်တော့စိတ်ဆူးပဲဟဲ့သွားမယ်ဟဲ့ငါမျက်နှာဖုံးလေးဝယ်လိုက်မယ်ကဲမျက်နှာဖုံးလေးဝယ်လိုက်မယ်မျက်နှာဖုံးလေးတစ်ခုလောက်နေပါ ਈ မလဲငါ့ကိုကျတော့ယုံလေးဟာဝယ်ပြီးဟုတ်ပြီမျက်နှာဖုံးလိုက်မယ်ကဲသွားမယ်ဟိုနားလေးကိုမီဆူမီပဲလေးလည်းဝယ်လိုက်ရအောင်လေငါတို့ဖောက်လို့ရအောင်အေးပါဟဲ့စိုက်တာဝယ်လိုက်
ကဲခုနောက်မှမေရှုမိပြဖောက်တာသွားကြည့်ကြမယ်ကဲနောက်မှကြည့်မယ်ဟိုးမိုက်နေရောပဲဟဲ့ဘောလုံးလေးကလှရတော့ဂျုံလေးနဲ့တူလားအေးပါဟဲ့ဟိုးရမ်းမိုက်တယ်အိုးငါလည်းမျက်နှာဖုံးလေးနဲ့ရချောနေအမလေးဒါနဲ့ဂျူလီယာတို့လည်းမလာသေးဘူးနော်ဟဲ့နေဖုန်းဆက်ထားရမလားအေးဆက်တော့ဆက်ထားလေတူနေယူကီနေဟောအေးပြီလာမှာပါလားငါတို့အပေါ်တက်ကြမယ်လေအပေါ်မှာတွားကြည့်ကြမယ်အေးတွားမယ်အိုးမုတ်စီတဲ့နေရာတော့စုံညာပဲလူတော်မှတိတ်မရှိသေးဘူးလို့ရှိမှလည်းနေရာလည်းဆိုးယူအင်ရတော့မမလားဟဲ့ဘာပြန်မှလဲဟိုကောင်မနေကငါတို့စိတ်ကောက်နေအောင်ပဲအေးအဲ့ဒါလည်းဟုတ်တာပဲနော်ဟဲ့ငါမေ့သွားလို့ဟဲ့ခဏနေဟိုရှိမှမုတ်ဆိုင်ရအန်ဒီတန်းနှုတ်ဆက်လာအမရေးပဲလာလေရှင်အိုးအမလာပွဲစိလာတာ2ယောက်ထဲလားမဟုတ်ဘူးရှင်ညီမတို့တငယ်ချင်းကိုစောင့်ရအောင်ပါအေးဟုတ်ပြီအဲ့ဆိုညီမတို့သွားရင်တော့အမဟုတ်ပြီညီမလည်းဂူးဆိုင်သွားကြအောင်နော်ဟုတ်ကဲ့ပါကဲသွားမယ်So guys ဒါလေးကတော့အလီနာရဲ့ပွဲစီတွားလေဒီနေ့တော်လေးပဲဖြစ်ပါရဲ့ရှင်ဒီနေ့တော့မှပွဲစီတွားလေရတော့မဟုတ်ဘောနော်အလီနာဗီဒီယိုလေးကိုတင်ဖြစ်တော့တင်မယ်ပေါ့နော်အကြောင်းနေလည်းဖွင့်ပြီးဆိုတိတ်တော့တင်ဖြစ်မှာမဟုတ်တော့တာရှင် So guys ဒီဗီဒီယိုလေးကတော့ဒီနားမှာပဲရက်လိုက်ပါတော့မယ်ရှင်ဆက်စုပ်ကြည့်ပြလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်အားလုံးပဲဘိုင်ဘိုင်ပါရှင်အလီနာ channel လေးကို like and subscribe လုပ်ပေးကြပါဦးနော်အားလုံးပဲဘိုင်ဘိုင်